ဝါယံအလင်းတန်းကိုမြင်တာနဲ့ရန်သူရှိနိုဘီထွက်ပြေးရတော့တဲ့အထိကျန်းတဲ့မီနာထိုဟာနိုင်တီရဲ့ရန်ကနေခုနူဟာကိုကာဝင်းနဲ့အသက်ပေးခဲ့ရပါတယ်။ဆာကူရာကိုမမုန်းတဲ့သူကရှိရင်ရှိမယ်။မီနာထိုကိုမကြိုက်တဲ့သူကရှိလောက်မှမထင်ပါဘူး။ကျွန်တော်စိတ်ထဲမှာအခဲမချေတာတခုကမီနာထိုဟာရီပါဒက်စီကိုတကယ်ကြီးသုံးဖို့လိုခဲ့ရဲ့လား။အကယ်၍မီနာထိုကမတည်ခဲ့ရင်ရောဆိုရဲ What if series ကိုဒီနေ့ပြောကြည့်ကြရအောင်ပါ။ပထမဆုံးအနေနဲ့ဒီ What if idea ကိုစိတ်ကူးရရှိပေမဲ့မြန်မာ audience တွေကြိုက်မကြိုက်မသိတာကြောင့်မလုပ်ရဲခဲ့ပါဘူး။ဒါပေမဲ့ရှိနိုဘီမြန်မာ What if ဆိုရဲ brother စလုပ်လိုက်တာကြောင့်ကျွန်တော်လည်းလုပ်ကြည့်ဖို့အားရှိသွားပါပြီ။ဒီတော့မီနာထိုကမတည်ခဲ့ရင်ဘယ်လိုတွေဖြစ်လာနိုင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။အောက်တိုဘာ10ရက်နေ့မှာညကြီးကကြောက်ဖို့ကောင်းအောင်တိတ်ဆိတ်နေပါတယ်။ဒါပေမဲ့အန်ဘူရှိနိုဘီစောက်ရှောက်နေတဲ့ပြည့်ဝဲနေရာတစ်ခုမှာတော့ကလေးတယောက်ကလောကကြီးကိုရောက်လာပါတယ်။ဒီကလေးရဲ့ဖေက၄ယောက်မြောက်ဟူကာက yellow flash ဖြစ်ပြီးတော့အမေကတော့ခိုးကြီးချင်းချူရတီတယောက်ပါ။အပြင်မှာစောင့်ကြက်နေတဲ့အန်ဘူတွေကိုထူးထူးဆန်းဆန်းမျက်နှာဖုံးနဲ့ရှိနိုဘီတယောက်ကအမှောက်သိပ်ပြီးတော့ကလေးကိုလည်းတက်ပြဖို့လုပ်ပါတယ်။ yellow flash ဆိုတဲ့အတိုင်းသူ့သားလေးကိုချိန်ပြီးကယ်ပြီးတော့ဘေးကင်းတဲ့နေရာကိုပို့နိုင်ခဲ့ပေမဲ့ကလေးမွေးထားတဲ့ခူရှိနာကတော့အားနေနေပြီးနိုင်ကလေးကိုလည်းထုတ်တာခံလိုက်ရပါတယ်။ဒီလိုနဲ့ main story တွေကအတိုင်းခူရာမားကိုရင်ဆိုင်ပါတယ်ဒီမှာခူရှိနာလိုဂျင်ချူရီတယောက်ကတော့ tail beat ထုတ်ခံရတာနဲ့အသက်ရှင်နိုင်မှာမဟုတ်တာသိကြပါတယ်။ကာရာလွဲလို့ပေါ့။ဒါပေမဲ့မီနာထိုတာ Reaper Death Theme မဟုတ်ပဲအခြားနည်းစနစ်တစ်ခုခုနဲ့ခူရာမားကိုအောင်မြင်ချိတ်ပိတ်နိုင်ခဲ့ရင်သိစရာလိုမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့က Reaper Death Theme မဟုတ်ပဲနဲ့အခြားနည်းစနစ်တစ်ခုခုနဲ့ခူရာမားကိုအောင်မြင်ချိတ်ပိတ်နိုင်ခဲ့တယ်လို့ယူဆရအောင်ပါ။ main story ရဲ့အတိုင်းရင်နဲ့ရန်ခွဲပြီးတော့တားဖာနှစ်ယောက်ကိုလည်းခွဲပြီးချိတ်ပိတ်လိုက်ပါတယ်ခူရှိနာကတော့တည်သွားခဲ့ပြီးတော့သူ့သားလေးအတွက်သူ့ရွာအတွက်မီနာထိုကအားတင်းနဲ့တက်ဆက်ရပါတယ်ဒီ story line မှာမီနာထိုက၄ယောက်မြောက်ဟူကာခဲ့ပြီးရှိနေပြီးတော့ကြောင့်ဥချီယာကလန်ကိုလူမျိုးလုံးတက်ဖြတ်မဲ့အစီအစဉ်ကလည်းမဖြစ်ခဲ့ပါဘူးဒါကြောင့်ဥချီယာတွေကရွာထဲမှာအရင်တိုင်းရှိနေကြအောင်မှဖြစ်ပြီးတော့ဆာစကဲကလည်း main story line တွေကလို့အားလုံးကန့်လန့်မြင်နေတဲ့ကောင်မဟုတ်ဘဲနဲ့ပြုံးပြုံးရှိနေရှိနေမှာပါဒါအပြင်ရှီဇူအီအီချာရှီတို့ကလည်းရွာထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေပါသေးတယ်။နာရီကိုနဲ့ဆာဆူကဲရီရဲ့ဆက်ဆံရေးကလည်းမူရင်းဇက်လန်နဲ့အတော်လေးကွာခြားပါတယ်။ချင်းချူရီကီတယောက်ဖြစ်နေပေမဲ့နာရီထိုကအမုန်းမခံရတော့ဘဲနဲ့သူ့ခန္ဓာကိုယ်ပေးဆက်ပြီးရွာကိုကာဝယ်ပေးခဲ့တဲ့အခုကာကဲရဲ့တားတယောက်ဖြစ်အားလုံးရဲ့လေးစားချစ်ခင်တာကိုခံရပါတယ်။ဒါအပြင် popular ဖြစ်ပြီး main story ထက်လည်းအများကြီးပိုကျန်းပါတယ်။သူဖြစ်တဲ့အထူးရှိနေပြီးအားလုံးရဲ့လေးစားချစ်ခင်တာကိုခံရတာကြောင့်ကိုယ့်ဘဝမှာနာကျင်ချက်တွေအိမ်မက်တွေဆိုအများကြီးရှိပါဘူး။ဒီလူဆောင်ကိုအဖိုးတယောက်ဖြစ်တတ်မှတ်ထားပြီးတော့ကိုနိုဟာမာရုကိုလည်းသူ့ရဲ့ညီလေးဖြစ်နေချစ်နေပါသေးတယ်။ဒါအပြင်သူ့ရဲ့ဖေကလည်းခူရာမားရဲ့ချင်းချူရီတယောက်ဖြစ်လာကြောင်းမီနာထိုစီကနေခူရာမားကိုထိန်းချုပ်နေတင်ရင်ခွင့်ရပါသေးတယ်။သူ့မှာမိသားစုရှိတာကြောင့်အရင်ကကြေးကံကောင်လေးမဟုတ်တော့ဘဲနဲ့ခံစားချက်တွေကိုထိန်းချုပ်နိုင်ပြီးတော့ကိုလိုင်မာရဲ့ကလေးတယောက်ဖြစ်နေပါပြီ။ဒါပေမဲ့ပေါ်ကြံလုပ်တဲ့နေရာမှာတော့အရင်ကနေအတူတူဖြစ်ပြီးပတဲထဲမှာဆိုရင်လည်း creative ဖြစ်နေကောင်းကောင်းချနိုင်မှာပါပဲ။ဒါအပြင်နာရီထိုကဥဇူမာကီရဲ့စီလင်းချွေးချွေးတွေကိုတင်ရင်ခွင့်ရပြီးတော့ရာစင်ကန်ကိုလည်းအတိုက်နေလေးတွေကလေးလေးနဲ့တက်မြောက်ခဲ့ပါတယ်။ဒီအားရန်နဲ့စိတ်မှုကိုလည်းလေ့ကျင့်ခွင့်ရနေတာဗျ။တစ်ဖက်မှာလည်းဆာဖူကဲကသူ့ရဲ့အဖေအမေနဲ့အိမ်မှာပြောရှင်ရှင်နေခွင့်ရပြီးတော့အီတာခီကလည်းသူ့ညီလေးကိုတောင်းဆိုတဲ့အချိန်တိုင်းမှာပျော်ပျော်ကြီးလေ့ကျင့်ပေးနေပါတယ်။မျိုးရိုးရာအကူကြီးအီတာချီလိုပဲဆာဖူကဲကလည်းတော်ရဲရှိနေပြီးတယောက်ဖြစ်ပြီးရှာရင်းကန်ချစ်စု၊မြင့်ချစ်စုနဲ့ခံချစ်စုတွေကိုကျွမ်းကျင်နေပါပြီ။အခဲရီရောက်တဲ့အခါမှာလည်းအဆင့်ကောင်းကောင်းတွေရခဲ့ပြီးတော့အတော်ဆုံးចောင်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုရဖို့အတွက်နာရီထိုနဲ့ပြန်လို့ရပါတယ်။ဒါပေမဲ့အမျိုးတွေနဲ့လူနေရတာမျိုးမဟုတ်ပဲကောင်းကောင်းမွန်မွန်ရှင်ပြန်ကြတာပါ။တယောက်ကိုတယောက်ချစ်ခင်ကြပြီးတော့အတန်းပေါ်ရေးဆိုတာတဲ့သူတို့မြောက်ကညီအကိုလိုဖြစ်နေကြပါပြီ။Team 7မှာတစ်ခွက်ရေးကြပြီးတော့နောက်ထပ် legendary ဆန်ပင်3ယောက်ရဲ့ခြေရာကိုအမိလိုက်နိုင်တဲ့ကလေးတွေပြေတက်နှက်ခံထားရပါတယ်။ဆာကူရာကတော့ဝတ်ဖောင်နဲ့ဆာကူကဲကို crash လို့ရွာရဲ့သူရဲကောင်းဖြစ်တဲ့နာရီထိုကိုလည်းသဘောကျနေပါသေးတယ်။ခခိုင်ကြီးရဲ့ဥဆောင်မှုနဲ့တူနာရီထိုနဲ့ဆာကူကဲကအတွဲညီနေမဲ့ mission ကိုဆောင်ရွက်နိုင်ခဲ့ကြပြီးတော့နှစ်ယောက်လုံးကလည်းဟိုကာခဲဖြစ်ပြီးညီမချက်ကိုကြည့်ကြပါတယ်။ခခိုင်ကြီးရဲ့ထောင်းလိုင်းမှုရဲ့စစ်ဆေးမှုတွေလည်းကောင်းကောင်းမွန်မွန်နဲ့ကြော်ဖြတ်နိုင်ခဲ့ကြပါတယ်။ပထမဆုံး mission အနေနဲ့ Land of Wave ကိုစိတ်လွတ်ခံရပြီးတော့ Demon Brothers ရဲ့တိုက်ခိုက်တာကိုခံရပါတယ်။ဒီ mission ကခံရင်တယောက်အတွက်အောင်မြင်ဖို့မလွယ်ကူပေမဲ့နာရီနဲ့စာကူကေးကိုဖြစ်နေတာကြောင့် Demon Brothers ကိုကောင်းကောင်းနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။တက်သွားရင်စာကူစာနဲ့တွေ့ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။နာရီနဲ့စာကူကေးရဲ့အကူအညီကြောင့်ခခိုင်ကြီးကရှာမင်းကောင်းကိုတော့တုံးကြမလို့ပဲနဲ့အောက်ကူစာကိုအုပ်လိုက်နိုင်ပါတယ်။